အားလုံးပဲမင်္ဂလာပါ UK Match ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးသက်တွေအားလုံးမင်္ဂလာပါဒါတော့ဘလုံးပေးသက်တွေရဲ့ဘယ်လိုပြောမလဲဘလုံးကြောင်းလို့မဟုတ်ဘူးလေဒါကျွန်တော်ပြီးခဲ့တလောကကျွန်တော်အမေရိကသွားတယ်အမေရိကန်နိုင်ငံသွားတယ်ဆွစ်ဇာလန်သွားတယ်ဒါပြီးခဲ့နှစ်အတွင်းမှာကျွန်တော်ဆွစ်ဇာလန်သွားတယ်အမေရိကန်သွားတယ်ကျွန်တော်ဘလုံးပွဲကြည့်တဲ့နိုင်ငံတွေမပါဘူးပေါ့လေတီးတန့် visit သွားတဲ့အထက်မှာထိုင်းရတော့ပုံမှန်ကျွန်တော်သွားတယ်ဂျားထဲမှာစင်ကာပူသွားတယ်အခု latest ကကျွန်တော် key ထွက်တဲ့ထဲမှာဂျပန်ပါတာပေါ့လေဆိုတော့ကျွန်တော်သွားပူးတဲ့နိုင်ငံတော်တော်များများရှိတဲ့အထက်မှာအမေရိကန်ကအခု recently ပြီးတယ်ပြီးတော့မှသူပြီးတဲ့အချိန်မှာအခုဂျပန်ရှိတယ်နောက်ဆုံး recent ဒါကျွန်တော်ဘယ်လိုပြောမလဲသဘောကျတဲ့နိုင်ငံ၃နိုင်ငံသွားခဲ့တာပေါ့လေဒါဂျပန်ရဲ့ဆွစ်ဇာလန်ရဲ့အမေရိကန်ရဲ့ကျွန်တော်သွားတယ်ဂျားထဲမှာတော့တခြားနိုင်ငံအသေးလေးတွေရှိတယ်နောက်ဘလုံးပွဲသွားကြည့်တဲ့စပိန်သွားတယ်ပြင်သစ်သွားတယ်အဲ့နိုင်ငံတွေကတော့အများကြီးပေါ့လေအဲ့လိုမျိုးတွေမှာကျွန်တော်တော်တော်လေးသဘောကျတဲ့နိုင်ငံဂျပန်ပြအခုပြဒီကျွန်တော်အင်္ဂလန်ကိုရောက်လာပြီးတဲ့အချိန်တည်းကနေနိုင်ငံတော်တော်များများကိုကျွန်တော်သွားလည်ပူးတယ်သွားလည်ပူးတဲ့အခါမှာဘောလုံးပွဲချောက်သွားလည်တာလည်းပါတယ်တီးတန့်သွားလည်တာလည်းပါတယ်တီးတန့်သွားလည်တာတော့ခက်ရှားရှားပဲဗျကျွန်တော်မှတ်ရတီးတန့်သွားလည်တာ2015မှာအဲ့လိုတီးတန့်သွားလည်တာ2014ပေါ့လေ14မို့15မှာအဲ့တုန်းကပြင်သစ်က Paris ကိုကျွန်တော်သွားတယ်အဲ့မှတ်ရပဲကျွန်တော်တို့ Paris ကဒီ Disneyland မှာကျွန်တော်တဲတာပဲနေမျိုးနေတော်တော်လေးဝေးတယ်ဗျအဲ့ကနေမှဆင်ကျွန်တော် Paris မှာကျွန်တော်3ရက်နေတယ်ကျွန်တော်အဲ့ Newcastle အပေးတကယ်ချင်းနေပဲ2014တုန်းက15တုန်းကအဲ့ကနေမှဆင်ကျွန်တော် Madrid ကို3ရက်နေတယ် Barcelona ကို3ရက်နေတယ်အဲ့ပြီးတော့မှအဲ့ကနေမှဆင်ကျွန်တော်အစင်းနဲ့ဒါကျွန်တော်တစ်ခါသွားတယ်ဥရောပတစ်ခါသွားအဲ့တုန်းကဥရောပကိုလှေနဲ့ဒါဒီခိုးဝင်နေအများများတဲ့အချိန်အဲ့မှာ Ronaldo ကဘောလုံးပေးသက်လေးတယောက်ဒါမက်ဆီတို့ဘာလို့လဲအတူပေးသက်ဒီအားလုံးဟာဒါဥရောပမှာငါတို့ထောက်ခံပါတယ်ဆိုပြီးပြောနေတဲ့အချိန်ပြအဲ့တုန်းကဒါလွန်ခဲ့တဲ့10နှစ်အဲ့ကနေမှဆင်ကျွန်တော်ဘောလုံးပွဲမရှိဘဲနဲ့တီးတန့်သွားတဲ့ခီးရရှားတယ်ဘောလုံးပွဲနဲ့ပဲသွားတဲ့နိုင်ငံတွေတော်တော်များတယ်ယူရို2021တုန်းကဆိုကျွန်တော်တော်တော်သွားလိုက်တာအီတလီသွားတယ်စပိန်သွားတယ်ဟန်ဂေရီသွားတယ်ဂျာမနီသွားတယ်တော်တော်များများအခုပတ်သွားပြီဘောလုံးပွဲလေးကြည်ရင်လည်းဒါတော်တော်လေးခီးသွားတဲ့ထဲမှာအခုတော်တော်သဘောကျတဲ့အေရှနိုင်ငံတွေထဲမှာအခုဂျပန်ကိုကျွန်တော်တခါမပြောက်ဘူးဆွစ်ဇာလန်လည်းတခါမပြောက်ဘူးအဲ့မှာဆွစ်ဇာလန်ရဲ့ဂျပန်ရဲ့အမေရိကပေါ့လေအမေရိကလည်းကျွန်တော်ဒါပထမဆုံးကြိမ်သွားတာပဲအဲ့ဒီနောက်ဆုံးသွားခဲ့တဲ့ recently 3ခုထဲမှာအမေရိကန်ကတိုးတက်တဲ့နိုင်ငံတစ်ခုထဲမှာပါတယ်မတူညီတဲ့ကာချာမတူညီတဲ့ system တစ်ခုတည်းကနေသူတို့ကကမ္ဘာအကြီးမားဆုံးအင်အားကြီးဆုံးနိုင်ငံတစ်နိုင်ငံဘလို့ဖြစ်ရက်တည်နေလဲဆိုတဲ့ဟာတွေကျွန်တော်တော်တော်များတွေ့ရတယ်အမေရိကန်ရဲ့ကာချာအမေရိကန်ရဲ့အနေအထားအမေရိကန်မှာသွားနေတဲ့ပုံစံဆွစ်ဇာလန်ကိုရောက်လာတဲ့အချိန်မှာဆွစ်ဇာလန်သွားတဲ့အခါမှာဆွစ်ဇာလန်ကဘလို့ agent လဲသူတို့ရဲ့ဒီ adventure သူတို့ရဲ့တိုးတောင်တဘာဝအလှတွေသူတို့ရဲ့ mountain အလှတွေသူတို့ရဲ့ရာသီဥတုနဲ့သူတို့ရဲ့အလှပတွေအားလုံးကိုပြပြီးတော့သူတို့ဘလို့ပတ်စံဘလို့ရှာလဲဆိုတော့ကျွန်တော်ကောင်းကောင်းတွေ့ရတယ်ဂျပန်ကိုရောက်တဲ့အချိန်မှာအခုတွေ့ဖို့ညနိုင်ငံထဲမှာဂျပန်ကကျွန်တော်တော်တော်လေးကို favorite ဖြစ်ထိတ်ဆုံးတင်ထားတဲ့နိုင်ငံလို့ပြောလို့ရတယ်။ဒါအခုကျွန်တော်သွားဖို့တဲ့နိုင်ငံကျွန်တော်ပြောပြမယ်ဗျာ။အင်္ဂလန်ကိုကျွန်တော်အင်္ဂလန်မှာထည့်တွက်မယ်ဆိုရင်ကျွန်တော်မြန်မာနိုင်ငံလာခဲ့တာဆိုတော့အင်္ဂလန်ရဲ့ဂျာမနီရဲ့စပိန်ရဲ့ပြင်သစ်ရဲ့ဂျော်ဂျီယာရဲ့ဟန်ဂေရီရဲ့ဘယ်လ်ဂျီယံရဲ့နယ်သာလန်ရဲ့အီတလီရဲ့ပေါ်တူဂီရဲ့အာဇာဘိုင်ဂျန်ရဲ့တူရကီရဲ့ရုရှားရဲ့ဘူဂေးရီးယားရဲ့ဆွစ်ဇာလန်ရဲ့နော်ဝေးရဲ့ဆွီဒင်ပါတယ်ဒန်မတ်ပါတယ်နောက်တစ်ဖက်ကပြီးတော့မှဒါအိုက်စလန်ပါတယ်ပြီးအာရှနိုင်ငံတွေထဲမှာကာတာပါတယ် UAE ပါတယ်လာအိုပါတယ်ထိုင်းပါတယ်စင်ကာပူပါတယ်မလေးရှားဗီယက်နမ်အိန္ဒိယဟောင်ကောင်ပါတယ်ပြီးတော့မှဒါဒီတစ်ဖက်ကနေဒါအခုလက်ရှိမှာဂျပန်ပါတယ်
ဂျပန်ပါတယ်ဆိုဒီနိုင်ငံတွေကျွန်တော်အများကြီးသွားတယ်နော်လေဟိုကျွန်တော်တို့အခုအာဖရိကနိုင်ငံတွေကကျွန်တော်အီဂျစ်သွားဘူးတယ်ဒါပေမဲ့ကျွန်တော်အီဂျစ်သွားဘူးတယ်ဒီမှာပါတယ်အာဖရိကဆိုအဲ့လိုနိုင်ငံတွေအများကြီးသွားဘူးတဲ့အထက်မှာကျွန်တော်ရဲ့ favorite နံပါတ်1လို့ပြောရင် probably ဂျပန်ကိုကျွန်တော်ထိတ်ဆုံးမှာထားခြင်းဘာကြောင့်ထားခြင်းလဲဆိုတော့ဂျပန်ကိုကျွန်တော်9ရက်သွားတယ်ဗျာ9ရက်သွားတဲ့အခါမှာ international break လည်းဖြစ်တာလည်းပါတယ်ဂျားရဲ့တစ်ပတ်က international break ရဲ့ဂျားရဲ့တစ်ခု9ရက်သွားတဲ့အခါမှာဘာသွားတွေးမိလဲဆိုတော့ဂျပန်ကကျွန်တော်တွေ့ဘူးသမျှနိုင်ငံတွေအားလုံးထဲမှာအတန်ရှင်းဆုံးနိုင်ငံပဲစီးစနစ်အရန်ကြားတယ်ကျွန်တော်အမြဲပြောပါတယ်ကျွန်တော်ဘလော့တွေကြည့်သိမှာပဲကျွန်တော်ကမ္ဘာဖလားပြိုင်ပွဲကို2018 2020သွားတဲ့အခါမှာကျွန်တော်ဂျပန်လူမျိုးစစ်အသင်းကိုအမြဲတမ်းကျွန်တော် follow လုပ်တယ်။ဘာကြောင့် follow လုပ်လဲဆိုတော့သူတို့ကာချာကိုကျွန်တော်သဘောကျလို့2018ကမ္ဘာဖလားသွားကြည့်တဲ့အချိန်မှာဂျပန်အသင်းကစားပေးတတ်တဲ့အားလုံးဟာကွင်းထဲမှာရှိတဲ့အမိုက်တွေအားလုံးကိုသူတို့တယောက်တည်းအကုန်လုံးသူတို့တွေအကုန်လုံးတိမ်ကျုံပြီးတော့မှကိုနေတဲ့ကိုပတ်ဝန်းကျင်အားလုံးမှာအမိုက်တစ်စက်မှမရှိအောင်လုံးပြခဲ့တာအသင်းကလည်းအတိုင်းပဲသူတို့ဘယ်လ်ဂျီယံကိုသူတို့ရှုံးသွားတဲ့ပွဲပေါ့လေအတော်မမရ 2-0 အဖြစ်ပြီးတော့မှ 3-2 နဲ့အချိန်ပိုဒီမိနစ်90အတွင်းမှာပဲဒီရှုံးထွက်မှာရှုံးသွားတော့ကလည်းဂျပန်ကစားမတွေတကယ်ငိုကြွေးပြီးထွက်သွားတာဒါပေမဲ့သူ့ခံကိုသူရှင်းသွားတယ်အဲ့ဒါတွေကကျွန်တော်သဘောကျရင်2018မှာအတော့ကဂျပန်နဲ့ကိုလံဘီယာပွဲကျွန်တော်ကြည့်တယ်ဂျပန်ပွဲကျွန်တော်2ပွဲကြည့်ခဲ့တယ်2018တော့ကဒါပေမဲ့2022မှာကျွန်တော်အကုန်ကြည့်တယ်ဂျပန်ပွဲစဉ်တွေစပိန်နဲ့လည်းကြည့်တယ်ကော်စတာရီကာနဲ့လည်းကြည့်တယ်ဂျာမနီနဲ့လည်းကြည့်တယ်နောက်ဆုံးထွက်သွားတဲ့ခရိုအေးရှားနဲ့လည်းကြည့်တယ်ဘာလို့ဂျပန်ကာချာကိုကြိုက်လို့ဂျပန်ရဲ့ပို့တယ်ပြီးတော့ကျွန်တော်မြန်မာအဲ့တော့ကျွန်တော်မြန်မာလေဗီစီအင်ကြီးဝတ်သွားတဲ့အချိန်မှာကျွန်တော်ဝတ်သွားတဲ့အချိန်မှာဂျပန်ပေးသက်တယ်ကျွန်တော်အမြဲတမ်းမြန်မာတွေကိုဟာမင်းမြန်မာနိုင်ငံလာပါလာနဲ့လာနှုတ်ဆက်ကြတယ်ဒါကိုကြည့်ချအဖြစ်ဂျပန်နိုင်ငံမှာရှိတဲ့မြန်မာလူမျိုးတွေဟာတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်နိုင်ငံတိုင်းမှာရှိတဲ့ကိုယ့်လူမျိုးတွေကတော့နေရာတိုင်းမှာတော့ရှိကြတာပဲဒါပေမဲ့ဂျပန်နိုင်ငံမှာရှိတဲ့မြန်မာလူမျိုးတွေဟာသူတို့နိုင်ငံအတွက်တော်တော်ကောင်းတယ်ဆိုတဲ့သဘောတရားပဲဗျာဘာလို့သူတို့အရင် appreciate လုပ်တယ်အဲ့ဒါကိုတိုင်းဂျပန်ရောက်တဲ့အခါမှာကျွန်တော်တို့ဗျာတနေရာနဲ့တနေရာသွားရင်ကားပါကင်လေးတွေရှာရင်တောင်မှဂျပန်မှာတနိုင်တစ်ပိုင်းနှစ်ကွက်ရှိနှစ်ကွက်ပါကင်3ခွက်ရှိရင်3ခွက်ပါကင်အဲ့လိုမျိုးလမ်းလေးတွေမှာသူတို့ပါကင်လေးတွေရှိတယ်နောက်တစ်ခုကအရန်တန့်ရှင်းလို့ ਨੇ လမ်းမတွေကိုကြည့်လို့ရှိရင်လမ်းမတိုင်းမှာပျောင်တလင်းခါပြီးတော့တန့်ရှင်းတိုက်ရနေတာပဲဒါတယောက်အဖိုးကြီးဖြစ်ဖြစ်ဖွားကြီးဖြစ်ဖြစ်တယောက်မျိုးကတယောက်ကဘရုံးနဲ့တပြက်စီးတွေလဲပြီးတော့တန့်ရှင်းလုပ်တယ်တခါကျွန်တော်တစ်ခုစားပြီးလို့ရှိရင်အမိုက်ပြစ်ဖို့အတွက်အမတန်ရှာရခက်တယ်အမိုက်ပုံဘာကြောင့်လဲဂျပန်လူမျိုးတွေကအမိုက်ကိုဘယ်တော့မှမပြစ်ကြဘူးမရှိဘူးမို့ရှိတယ်ဗျာအမိုက်ပုံတွေရှိတယ်ရှားတယ်တော်တော်ကြီးကြာမှတခါလေးကြာရင်ကျွန်တော်ဘယ်လိုပြောတော့အဲ့အမိုက်ကဟိုတယ်ပြန်ရောက်သွားတယ်ဟိုတယ်ကျမှပြည့်ရအမိုက်ပုံမရှိမို့ရှိတယ်ကိုမိုက်ကိုသိမ်းတဲ့ system လမ်းမပေါ်မှာပျောင်ပြီးတော့တန့်ရှင်းနေတာအရန်ဆေးဖြစ်တယ်သူတို့ကြည့်ရင်အရန်အေဂျင့်တယ်ဗျာသူကသူ maybe တိုကျိုမြို့မှာအလုံးလျှောက်ဒါရှောက်ချက်ခတ်နေကောင်းရှောက်ချက်ခတ်နေမယ်ဒါပေမဲ့သူတို့ကြည့်ကျွန်တော်ကြည့်အေဂျင့်တယ်ဗျာအေဂျင့်ပဲအရန်ပို့လိုက်ဖြစ်တယ်ကျွန်တော် cross ဒီကျွန်တော်တို့ program နဲ့မိဘတစ်ခုမှတနေရာနဲ့တနေရာကျွန်တော်ဖြတ်တဲ့အခါပဲခြေလိုက်လုံးဝ respect ခလေးတွေကိုကြည့်လဲအေးချမ်းကျွန်တော်ဘယ်နိုင်ငံမှာဗျာခလေးတွေမိဘမပါဘဲနဲ့လွတ်လို့ရတဲ့နိုင်ငံရှိတယ်ပြောကြည့် American ရှိ no chance အင်္ဂလန်ရှိလား no chance ပဲတခြားနိုင်ငံတွေရှိလား maybe စင်ကာပူပြောလို့မရအောင် straight ဖြစ်တော့စင်ကာပူလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ကျွန်တော်စင်ကာပူလည်းရောက်ဘူးတယ်စင်ကာပူကကျွန်တော်သဘောကျတဲ့ထဲမှာပါတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့စင်ကာပူကပူဆက်ရာသီဥတုကြောင့်ကျွန်တော်သိသဘောမကျအဲ့တစ်ချက်သဘောမကျဂျပန်ကကြတော့ပူတဲ့ရာသီလည်းပူတယ်ဒါပေမဲ့အေးတဲ့ရာသီရှိတယ်at least ဆိုဂျပန်ကကျွန်တော်ဥရောပနဲ့တူတော့သဘောကျခလေးလေးတွေကြည့်ဗျာ5-6ယောက်ကားပေါ်ဆင်းလာတယ်ရထားပေါ်ဆင်းလာတယ်မိဘလည်းမပေါ့ငငယ်လေးတွေနော်ရှောက်သွားပြီးတော့အိမ်ပြန်သွားတယ်အေးဆေးပဲတော်တော်သဘောကျတယ်ဗျအဲ့ချက်ကကျွန်တော် safe အရန်ဖြစ်တယ်ဆိုတဲ့ခံစားချက်မျိုးတော်တော်သဘောကျအဓိကဗျာဂျပန်မှာကျွန်တော် peaceful ဖြစ်တယ် safe ဖြစ်တယ် polite ဖြစ်တယ်ပြီးတော့တန်ရှင်းတိုက်ရမှုအရန်ရှိလို့ ਨੇ တနေရာနဲ့တနေရာသွားတဲ့အခါမှာကျွန်တော်ပြအောင်မှရှင်းကြီးကူဆေရှင်ဆိုအမှတ်တိုင်းပြောတော်တော်ခတ်တယ်အပိုတက်ဖို့တော်တော်ခတ်တယ်အိတ်စစ်ကိုမနှဲရှာတယ်ဂျပန်လူတွေကြီးပဲရေးထားတာဟုတ်တော်တော်ခက်ရှာရတယ်ဒါပေမဲ့ဘာဖြစ်မစိုးဘူးဗျအတွေ့အကြုံရှင်ကျွန်တော်တို့ကတော့ make sense ပေါ့လေလူများသွားတဲ့နောက်လိုက်နဲ့ထွက်သွားတာပဲဂျပန်မှာအကုန်လုံးသဘောကျတယ်ကျွန်တော်ဆိုရင်ဗျ black cap mountain ဆိုပြီးတော့ဒါဂျပန်မှာရှိတယ်ဗျ over ခူရူခူထာဒီဆိုတဲ့နေရာမှာရှိတာအဲ့တောင်ပေါ်မှာရှိတာကျုပ်အမဲလေးကိုခိုင်ပြီးတော့ဆူတောင်းကြတယ်အဲ့နေရာသွားတယ်သဘောကျတယ်ကျွန်တော်ဗျမောက်ဖူဂျီတောင်ကတော့ဗျကျွန်တော်မိုးရွာနေတယ်ကျွန်တော်ရာသီဥဆိုးတဲ့ကြောင့်ကျွန်တော်တောင်လှမ်းမမြင်ရဘူးဒါပေမဲ့ဖူဂျီတောင်ဟိုပြီးခဲ့တဲ့တရက်ကကျွန်တော်အဝေးကနေလှမ်းမြင်ဖို့တယ်ဗျသဘောကျစရာရှိပဲဒီကြားထဲမှာဗျခမာခူရလားမသိဖျားရှိတယ်ဗျဖျားကြီးရှိတဲ့နေရာ
အဲ့တလန်းလုံးမှာရှိတဲ့အိမ်နေရက်ကွက်တွေကိုကြည့်လို့ရှိရင်တကယ်နေချင်းစရာပြလို့တကယ်နေချင်းစရာသဘောကျချက်ပြအရန်သဘောကျတာဒါနောက်တစ်ခုကဟိုပန်းနေအများကြီးရှိတဲ့နေရာပြဘမ်ဘူးဘာလဲမသိရှိတယ်အဲ့နေရာကျွန်တော်မှတ်ထားတယ်ဗျတော်တော်သဘောကျတဲ့ထဲမှာပါတယ်အဲ့ကောင်ကဘာလဲဒါအာရာရှီယာမှာဘာလဲကျိုတိုမှာရှိတာဗျတော်တော်သဘောကျတယ်သူတို့မှာဗျဘယ်လိုပြောလဲဒီအော်တန်ယာဒီဦးကလည်းအားလုံးနဲ့လည်းဆိုင်တာပေါ့လေဒါပေမဲ့သူတို့ကိုကြည့်လို့ရှိရင်အရန်အေဂျင့်တယ်ဗျတော်တော်လေးစိတ်ဝင်စားဒီဘယ်လိုပြောမလဲဂျပန်ရဲ့ကျွန်တော်အရင်နဲ့အိုက်ကီမိုနိုနဲ့တော်တော်များများကျွန်တော်လက်ဆောင်တွေအများကြီးဝယ်လာကျွန်တော်သဘောကျလို့ပြတချို့ပစ္စည်းကျွန်တော်များများဝယ်လာခါမှာဂျပန်ကျွန်တော်ကြည့်ဘူးရောက်ဖူးသမျှနိုင်ငံတွေမှာကျွန်တော်တို့တော့ probably နံပါတ်1ပဲအားသာချက်ဒီအားနည်းချက်တွေကတော့ရှိကြတာပေါ့လေနိုင်ငံနဲ့တနိုင်ငံမှာမတူဘူးအင်္ဂလန်မှာကျွန်တော်ဘာကြောင့်အင်္ဂလန်မှာနေလဲအင်္ဂလန်မှာရာသီဥတုမကြိုက်ဘူးဒါပေမဲ့မဆိုးဘူးဗျာအင်္ဂလန်ကကျွန်တော်ပရီးမီယာလိကြိုက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အင်္ဂလန်မှာနေတယ်အင်္ဂလန်ကိုသဘောကျတယ်အင်္ဂလန်ဘာကြောင့်လဲကျွန်တော်ဘောလုံးပေးသက်ဖြစ်လို့ဥရောပနိုင်ငံတွေအားလုံးရှောက်နေလို့ရလို့စပိန်သဘောကျတယ်အေဂျန်နဲ့သူတို့ဘောလုံးပွဲတွေသွားတဲ့အခါမှာကွင်းတွေမှာရှိတဲ့လုံခြုံရေးတွေအားလုံးကြည့်လိုက်လူငယ်လေးတွေចောင်းသူလေးတွေလူကြီးတွေပဲတရားကျွန်တော်ပြင်သစ်တို့အင်္ဂလန်တို့မှာမတွေ့ရဘူးတကယ်အမဲကောင်အကောင်ကြီးတွေဗျာလုံးဝကိုကြောက်နေမယ်ဆိုတဲ့လူမျိုးတွေကိုသူတို့ကထားတာဟိုမှာလုံးဝအေဂျန်တယ်စပိန်မှာဆိုရင်ရောင်းတဲ့အချိန်ကိုတော်တော်နေတာဈေးဖွင့်တဲ့အချိန်ကစိုင်ဖွင့်တဲ့အချိန်တော့မနေ့စောင့်နေရတာအဲ့လိုပုံစံမျိုးအီတလီလည်းသူ့စစ်ဆန်တဲ့သူပဲဒါပေမဲ့လူရမှုတွေနေရာတိုင်းမှာဖုန်းပြောက်တာတွေဘာတွေအများကြီးပဲနိုင်ငံတိုင်းမှာရှိတယ်ကျွန်တော်ပြောချင်တာဂျပန်တခုလဲဂျပန်လည်းအကုန်လုံးအပြစ်ကင်းတင်တဲ့နိုင်ငံတော့မဟုတ်ဘူးဒါပေမဲ့ majority ကျွန်တော်သွားခဲ့တဲ့ပေတံတွေတိုင်းတာမှုတွေအားလုံးကြည့်တဲ့အခါမှာတော်တော်လေးကောင်းတဲ့ standard တွေမှာပါတယ်တော်တော်ကိုအမြင့်ဆုံး highest level တွေမှာပါတယ် maybe ကိုရီးယားကျွန်တော်မရောက်ဘူးတော့ကိုရီးယားကိုကျွန်တော်မပြောရသေးဘူးဒါပေမဲ့ကျွန်တော်ရောက်ဖူးတဲ့နိုင်ငံ40လောက်ရှိတယ်ဗျာရောက်ဖူးတဲ့နိုင်ငံတွေထဲမှာဂျပန်က one of the best တောင်မဟုတ်ဘူး top 1ထဲမှာပါတယ်နံပါတ်2ကဆွစ်ဇာလန်ဆိုဈေးကြီးတဲ့အထဲမှာပါတယ်ဒါပေမဲ့ကျန်တဲ့ပိုင်းအားလွဲရှင်လမ်းမပေါ်မှာရှိတဲ့ကားတွေအားလုံးကိုကြည့်လို့ရှိရင်အသစ်တွေကြီးပဲ2023ထားပါတော့2025ဆိုရင်22လောက်ထိပဲသူတို့လမ်းမပေါ်မှာရှိတဲ့ကျန်တဲ့ကားဟောင်းတွေကနေကိုရောက်သွားတာအဲ့လောက်ထိကိုဆွစ်ဇာလန်ကတက်တာနော်ရထားတွေလည်းအရန်တက်ရက်တဲ့လမ်းမပေါ်တန်ရှင်းတာပဲဒါပေမဲ့ price ကဆွစ်ဇာလန်ရဲ့ဈေးကြီးတဲ့ဈေးကတော်တော်ဈေးကြီးတာဆွစ်ဇာလန်နိုင်ငံမှာ survive ဖြစ်ရင်ဒီကမ္ဘာလုံးကို survive ဖြစ်တယ်အဲ့ဒါအမှန်ပဲဒါပေမဲ့ဆွစ်ဇာလန်ကပေးရတဲ့နာတဲ့တန်တဲ့ရထားရဲ့ view နဲ့ဒါပတ်ဝန်းကျင်နဲ့တကယ်ရှုခင်းရတကယ်ကြောက်ခမန်းလေးလှောက်တယ်အမေရိကန်လည်းတိုးတက်မှုတွေနဲ့တူသဘောကျစားတယ်အများကြီးပဲ miss culture တွေအများကြီးကြားတယ်မှာရောက်ဖို့တဲ့နိုင်ငံတွေမှာအများကြီးပဲအရှေ့လက်ပိုင်းမှာကျွန်တော်ကာတာတွေဒူဟာတွေနောက်တစ်ဖက်က UAE အကုန်ကျွန်တော်ရောက်ဖူးတယ်ဗျာနောက်ဖူးတယ်ဒါတူတကီလည်းကျွန်တော်ရောက်ဖူးတာပဲအစ္စတန်ဘူကျွန်တော်ရောက်ဖူးတယ်အာဇာဘိုင်ဂျန်ရောက်ဖူးတယ်အာမေးနီးယားရောက်ဖူးတယ်တော်တော်များရောက်ဖူးတယ်ဂျာမနီလည်းရောက်ဖူးတယ်ကျွန်တော်မကြိုက်တဲ့နိုင်ငံတွေမှာပြင်သစ်လုံးဝမကြိုက်တဲ့နိုင်ငံတွေမှာပါတယ်ပြင်သစ်ကကမ္ဘာမှာခီးသွားအများဆုံးနိုင်ငံပဲဒါပေမဲ့လူရမှုလည်းအရန်များတယ်စကန်လည်းအရန်များတယ်ဒါပေမဲ့ဂျပန်က opposite maybe ပြင်သစ်လောက်ဘယ်လိုပြောမလဲဒါ famous ဖြစ်ချင်မှဖြစ်မယ် tourist တွေအပိုင်းမှာ Eiffel Tower လို့ရှိချင်မှရှိမယ်ဒါပေမဲ့ဂျပန်ဟာ completely different level ပဲနီးပညာကြည့်မလားလူများတွေတဲ့အများကြီးတိုးတက်တယ်ဗျာကျွန်တော် hotel ကိုကျွန်တော်သွားလိုက်တဲ့အခါမှာ hotel ရောက်သွားတဲ့အချိန်မှာဘာတွေ့လဲ sub service ကတော့လူတိုင်းရှိမှရှိတာပဲသူတို့ကအားလုံးကိုအရင်တည်းကနီးပညာတိုးတက်တဲ့အတွက်ကြောင့်တခြားသူတွေထက်လူများထက်အမြဲတမ်းခြေနှလန်းလောက်စိုးတယ်ဂျပန်ကဟိုးတုန်းကနီးပညာတိုးတက်တဲ့နိုင်ငံဆိုတော့ခြေနှလန်းလောက်စိုးတယ်သူတို့ကအမြဲတမ်းအားလုံးကိုကိုအောင်ကိုကြီးပဲလောက်ရတဲ့ပုံစံအဲ့ဒါတွေက system တွေကအခုနောက်ပိုင်းမှာတွေးရပြီးသားဒါပေမဲ့ဂျပန်မှာအများကြီးပဲတော်တော်လေးသဘောကျတယ်ဂျပန်လေဆိပ်စဝင်ပြီးနာရီတာဝင်ပြီးဆိုတာနဲ့ကိုယ့်ရဲ့အိတ်လေးတွေကိုခွေးလေးတွေနဲ့စစ်ပြီးတော့သူတို့ကအစားတောက်ဒီဘာညာဒီသူတို့နိုင်ငံတွေကိုယူလာမဲ့ပစ္စည်းကိုအရန် strict လုပ်တယ်အဲ့တစ်ချက်ကဂျပန်ကိုသွားမဲ့လူတွေတတိထားမှာဗောလေဂျပန်ရောက်နေကြလူတွေသိပြီးသားပဲအဲ့တစ်ချက်ကျွန်တော်အိတ်ကတော့ကျွန်တော်ဘာမှတဲကောင်ပို့တော့ဘာမှတော့မရှိဘူးဗောလေဂျပန်မှာ survey လေးဖြည့်ရတယ်အဲ့ survey လေးကတခုပဲရှိတယ်သူတို့ဖြည့်ခိုင်းတဲ့ဟို arrival card survey လေးအရန်သေးတယ်ဗျာခက်ဖြည့်ရတယ်ဟို online ဖြည့်ရတာဗောဗျာဖြည့်ဟိုဘက်ကျမှဖြည့် survey လေးကသေးတယ်ဗျာအဲ့ဒါဖြည့်တယ်ကျန်တဲ့ဘက်က AC ပဲရထားလေးသဘောကျတယ်ဂျပန်မှာနောက်တစ်ခုကရထားပေါ်မှာမတ်တရက်လို့လုံးဝမရဘူးဟိုဥမာပြောတာပါဟိုခီးဝေးသွားတဲ့ရထားတွေတော်တော်များများပေါ့လေကျွန်တော်ပြောတဲ့ underground လို့ကျွန်တော်ရှိမှာတော့ metro underground လို့ခေါ်တဲ့ရထားတွေသူတို့ရှိမှာဘယ်လိုခေါ်လဲတော့မသိအဲ့လိုရထားတွေကတော့လူရက်လို့ရတယ်ဗျာပုံမှန်နည်းနည်းခက်ဝေးသွားတဲ့ရထားတွေအားလုံးကြည့်လို့ရှိရင်တနင်္လာရီလောက်စီးရရထားတွေအားလုံးဟာသူ့ခုံတဲ့သူပဲအကုန်လုံး seat က reserve လုပ်ထားတယ်လုံးဝကွက်တီပဲတိတ်နေတာပဲရထားပေါ်မှာတော့တယ်လီဖုန်းပြောရမကြိုက်ဘူးနော်ဂျပန်က
ရန်ခွာရဖြစ်တာချင်းစကားပြောမယ်တယ်လီဖုန်းကြည့်လို့ရတယ်ဖုန်းပြောတာလုံးဝမကြိုက်ကျွန်တော်သွားခဲ့တဲ့ဒီမှာ Black Cat ဆိုတဲ့Owakutari ဆိုတဲ့ဟာလေးလည်းတော်လေးသဘောကျတယ်မိကူတွေထွက်ပြီးတော့တောင်ပေါ်မှာဒီကျုပ်အမဲလေးပေါ့လေနောက်ကျွန်တော်ပြောတဲ့ Bamboo Forest ဆိုလည်းတော်လေးသဘောကျတယ်နောက် Chukuktu တဲမှာရှိတဲ့ Nara မှာရှိတဲ့ဒီတမင်တွေပြတကယ်သဘောကျစရာလုံးဝသဘောကျစရာတကယ်ကျွန်တော် probably one of the best ပဲသဘောကျတဲ့အချက်တွေအများသဘောမကျတဲ့အချက်ကဘာလဲဆိုတော့အစားတောင်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ကအမဲသားမစားတဲ့သူတွေဗျာအမဲသားမစားတဲ့အတွက်ကြောင့်ဂျပန်မျိုးရဲ့ကြိုက်တဲ့ဆိုင်ကိုဝင်လိုက်အမဲသားမရတဲ့ဆိုင်ရှားတယ်ဒါပေမဲ့အမဲသားကလွယ်ပြီးတခြားအသားဆောင်မရှိတဲ့ဆိုင်လည်းရှိတယ်အဲ့ဒါပြဿနာပဲကျွန်တော်ကကြက်သားနဲ့ဝက်သားနဲ့နှစ်မျိုးပဲစားတယ်စီးဖူလည်းမစားဘူးပဇွန်လည်းမစားဘူးပြီးတော့မှဆူရှီတို့ငါးဘာညာလုံးဝမစားတဲ့အခါမှာဘာဖြစ်လဲဆိုတော့နေရာတိုင်းကဝဲကူ beef အဲ့ဒီဘောကတော်တိုင်ပတ်တယ်ဗျနောက်ဆုံးစားကြရမရှိ ramen ဆိုင်တွေကိုရှာ ramen ဆိုင်တွေကကိုယ့်အတွက်စားဖို့ချန့်ရှိတယ်ခါကြရင်ကြက်ကြော်ရောင်းတဲ့အဲ့လိုဆိုင်လေးရှိတယ်ဘယ်လိုပဲလဲဂျပန်မှာရောင်းတဲ့အဲ့လို set menu လေးတွေရှိတယ်ဗျအဲ့လိုဆိုင်တွေပဲရှာအဲ့တစ်ချက်ကကျွန်တော်တို့တော်တော်ဆူဆူဝါဖြစ်တယ်နောက်တစ်ချက်ကအစားတောင်းနဲ့ပတ်သက်လို့ပေါ့လေနောက်တစ်ချက်ကဘာလဲဆိုတော့သူတို့ဘာလဲဆိုတော့ဘာပဲဖြစ်သူတို့ကဗျာကျွန်တော်သဘောကျတာဥမာအစားတောင်းရှင်းမယ်ဆိုလေအဲ့လိုကိုက4ယောက်ဝင်လာပြီဆိုရင်4ယောက်စာကိုသူကတခါတည်းသူကရေးပေးလိုက်တာဗျပြီးလို့ရှိရင်screen ပေါ်မှာပေါ်တယ်ကျွန်တော်တို့ကmonitor ပဲ order မှားတာဗျသွားပြီးတော့ waiter လာပြီးတော့မှတ်တာတွေပဲမရှိဘူး monitor ပဲ order မှားရတယ်မှားခြင်းနဲ့အဲ့ monitor ပဲထပ်မှာဒါကတော့တချို့ system မြင့်တဲ့နိုင်ငံတိုင်းမှာရှိပြီးသားပါတချို့ကျွန်တော်အင်္ဂလန်မှာမရှိတဲ့နိုင်ငံတွေရှိပါတယ်ဒါကတော့ကျွန်တော်ပြောပြခြင်းတဲ့သဘောတရားဘာလဲဆိုတော့4ယောက်လာလို့ရှိရင်အဲ့မှာတခါတည်း4နဲ့စားပေးတာတယ်ပြောချင်တာဗျာဘာမှအာယုံမနောက်ဘူးမင်းတပုံတယောက်တပုံစီးပဲအဲ့လိုမျိုးဗျာ4နဲ့စားတော့တယောက်ကိုဘယ်လောက်ပေးရမလဲအစာကွက်တိသူတို့တွက်ပေးတာနော်အဲ့ကောင်တွေကလုံးဝတခြားနိုင်ငံမှာမရှိဘူးဘယ်သူမှအားနာကြမလို့ဗျာ American system ဆိုတာဂျပန်မှာ AC ပဲသဘောကျစရာအချက်တွေအများကြီးပဲဗျာဒါပေမဲ့ခုနပြောတယ်ကျွန်တော်တို့ beef မစားတဲ့သူတို့တော်တော်တိုင်ပတ်တယ် beef မစားဘူးငါးမစားဘူး sushi မစားဘူး fish မစားတဲ့အတွက်ကြောင့်သူတို့နိုင်ငံမှာ survive ဖြစ်ဖို့နည်းနည်းကတ်တယ်မစားလို့မရအောင်မို့ဗျာစားလို့ရတာဗောလေကြက်သားတို့ဝက်သားတို့ရှာတော့စားရတာဗောနည်းနည်းတော့ခတ်တယ်ဈေးကြီးလားလို့မေးဆွစ်ဇာလန်လောက်လည်းဈေးမကြီးဘူးအမေရိကန်လောက်လည်းဈေးမကြီးဘူးဂျပန်ကကျွန်တော် UK ထက်လည်းအများကြီးဈေးသက်သာကျွန်တော် personal ရဆိုရင်တော့ဂျပန်ကကျွန်တော်သွားနေကြနိုင်ငံတွေကိုကြည့်ပြီးလို့ရှိရင်ကျွန်တော်ဘောလုံးပွဲတွေလည်းခဏခဏကြည့်နေတာပဲနိုင်ငံတော်များများကြည့်တာပဲဘောလုံးပွဲတစ်ခွဲမှာအေးတပူးတောက်တဲ့အခါဘောလုံးပွဲတစ်ခွဲမှာအစားတစ်ခုစားတဲ့အခါဘာကတစ်ခုစားတဲ့အခါမှာကြားတဲ့ကုန်ကြစိတ်အဲ့လိုမျိုးတွေကျွန်တော်ကြုံတဲ့အခါမှာကျွန်တော်တွေ့ကြတော့ဂျပန်ဟာအများကြီးဈေးသက်သာတဲ့ထက်မှာပါတယ်ဗျာဒါကျွန်တော်သွားနေတဲ့အခါမှာကိုမဖြစ်မနေသုံးနေရတဲ့ဒါပတ်စံနေအနေထားရပေါ့လေဘောလုံးပွဲသွားတဲ့အခါမှာဒီလောက်တော့သုံးရမှာပဲ event ဖြစ်တဲ့အတွက်ကြောင့်ပေါ့လေအဲ့လိုမျိုးတွေကိုကျွန်တော်အမြင်နဲ့သွားတဲ့အတွက်ကြောင့်အဲ့အတွက်ကျွန်တော်ကုန်ကြစိတ်ကကျွန်တော်တို့ကဘယ်လိုဖြစ်လဲဆိုတော့ဂျပန်ကရှင်းတဲ့အခါမှာအများကြီးဈေးသက်သာစားသောက်ဆိုင်တစ်ခုစားလိုက်ကျွန်တော်ရှင်းလိုက်တဲ့အချိန်မှာဘယ်လောက်မှမရှိဘူးဗျာဈေးတော်တော်လေးပေါ်တယ်ဆိုတော့အဲ့အတွက်ကြောင့်ကျွန်တော် happy ဖြစ်တယ် price ရကြည့်ရင်လည်းတော်တော်ကို reasonable ဖြစ်ပြီးတော့သဘောကျစရာအချက်တန်ရှင်းမှုတိုက်ရမှု security ဖြစ်မှု agent မှုယူခင်းဘာညာဘာမှပြောကြရမလို့ဘူးတခုပဲဘောလုံးပွဲကြည့်တဲ့အခါအစားတောင်းတယ်အဲ့ဘောလုံးပွဲကြည့်မနအစိုးကြီးထားကြည့်ရတဲ့ပြဿနာဂျပန်လူမျိုးတွေနားလေဂျပန်မှာရှိတဲ့မြန်မာတွေနိုင်ငံရေးကမြန်မာပရီးမီယာလိပေးသက်တွေဘောလုံးပေးသက်တွေတို့ကဂျပန်ကနည်းနည်းတိုင်ပတ်တယ်ဘယ်လိုပြောမလဲဩစတြေးလျနယူးဇီလန်ဆိုပိုတောင်ဆိုးသေးတယ်အဲ့တပေါက်ပဲရှိတယ်ဒါပေမဲ့ကျန်တာကတော့ကျွန်တော်အတွက်တော့ one of the best ဆိုတဲ့ထိတ်ဆုံးမဲ့နံပါတ်1နေရာပဲရောက်ဘူးသမျှနိုင်ငံတွေထဲမှာနံပါတ်1နိုင်ငံဟာဂျပန်လို့ကျွန်တော်ရဲ့အတွေ့အကြုံတော့လေကျွန်တော်သွားဘူးတဲ့နိုင်ငံတွေကိုပြောတော့ကိုယ့်ထက်ပိုတီးတဲ့လူတွေရှိမှာပဲကိုယ့်ထက်ပိုသွားတဲ့ဘူးတဲ့လူတွေရှိမှာပဲဒါပေမဲ့ကျွန်တော်တို့ရှောက်သွားနေတဲ့ဘောလုံးပွဲကြည့်နေလူတယောက်အနေနဲ့အခုလိုရှောက်သွားကြည့်တဲ့အခါမှာဂျပန်ကတော်သဘောကျစရာကောင်းတဲ့အချက်အများကြီးတဲ့မှာကျွန်တော်ကြိုက်တဲ့အချက်တွေအများကြီးဗျာဆိုတော့နောက်တစ်ခေါက်ပြန်သွားဖို့အတွက်ဘယ်တော့မှကိုဒါနှစ်ခါစဉ်းစားစရာမလိုတဲ့နိုင်ငံပဲဂျပန်ကဒါကျွန်တော်အမြင်ပေါ့လေဘလို့မြင်ကြလဲမသိဘူးဒါတော့ဂျပန်ကတခုခုဆိုရင်လည်းယထာကက်ဝယ်တာအစဒါဘလို့လောက်တာအစတော်တော်များများသဘောကျတယ်ဒါတော်တော်လေးသဘောကျတဲ့ထဲမှာပါတယ်သူ့မှာ 7-Eleven အစကြိုက်တဲ့ဆိုင်အကုန်ရှိတယ်တော်တော်လေးသဘောကျတာဗလေကျွန်တော်အမြင်ဒါမှတော့မြန်မာတွေအများကြီးတွေ့သေးတယ် 7-Eleven မှာလုပ်တဲ့မြန်မာဒီကိုငါတွေ့ဘူးသလိုပဲတို့လမ်းမှာကျွန်တော်ခီးသွားတဲ့နေရာတိုင်းမှာအမြဲတမ်းတွေ့တယ်နေရာတိုင်းမှာကျွန်တော်မြန်မာတော်တော်များများတွေ့တယ်အကုန်လုံးကဖော်ဖော်ရွှေရွှေပဲဂျပန်နေရာလည်းသဘောကောင်းတယ်တော်တော်များများဒါကျွန်တော် personal အမြင်ပေါ့လေကျွန်တော်ရဲ့အမြင်ကျွန်တော်ရောက်ဖူးတဲ့နိုင်ငံတွေထဲမှာနံပါတ်1ကတော့ဂျပန်ပဲနံပါတ်2နံပါတ်3နံပါတ်4တွေရှိအောင်ရှိနိုင်တယ်
ဒါပေမဲ့အခုလောလောဆယ်တန်ရှင်းတဲ့နိုင်ငံ so far ဆိုနံပါတ်1ဂျပန်နံပါတ်2ဘာစီလိုနာစပိန်ပေါ့ဗျာဘာစီလိုနာတော်တော်လေးတန်နေမှာပါ maybe တခြားမြို့တွေတော့ကျွန်တော်မသိဘူးတော်တန်နေပါမယ်နံပါတ်3ကဆွစ်ဇာလန်အတန်ရှင်းဆုံး3နိုင်ငံထဲမှာ maybe စင်ကာပူနံပါတ်4လောက်မှာရှိတယ်ဒါကျွန်တော်အမြင်ပေါ့လေတယောက်နဲ့တူချင်မှလည်းတူမယ်ဒါပေမဲ့တေးကြတာတော့ကျွန်တော်ကြိုက်ဆုံးနိုင်ငံအခုလောလောဆယ်ဆိုရဂျပန်ပဲဒါတိုကျိုကျိုတိုအပါဝင်နီးစပ်ရာပတ်ဝန်းကျင်ကိုကျွန်တော်လိုက်ပြီးတော့ကူညီတယ်ကျွန်တော်အမြဲတမ်းအိတ်ခံနဲ့လိုက်ပို့ပေးတယ်နောက်ကျွန်တော်တို့ဘောလုံးမဆူကြည့်ကြတယ်ဘောလုံးပေးတဲ့အားလုံးလည်းအထူးပဲကျေးဇူးတင်ပါတယ်ဒါကျွန်တော်ဂျပန်အတွေ့အကြုံဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်